မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါဒီဗီဒီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်အာနာသိန်းစစ်တပ်ရဲ့တပ်ချုပ်အသေးဗိုလ်ချုပ်ကြီးရဲဝင်းဦးကပြီးခဲ့တဲ့ရက်ပိုင်းကဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုဗိုလ်ချုပ်ကြီးအဆင့်ဗိုလ်ချုပ်စိုးလိုက်နဲ့ဗိုလ်ချုပ်ပြည်စုံလင်းတို့ကိုဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရာထူးတိုးမြှင့်ပေးခဲ့တယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါတယ်ဗိုလ်ချုပ်ကြီးရာပြည့်ဟာဆီယနာရှင်အစိုးရလက်ထက်မှာအမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC မှာဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူပါဗိုလ်ချုပ်စိုးလိုက်ဟာလည်းအလုပ်တင်ဖို့တင်တဲ့ OTS အပတ်စဉ်24ကျောင်းစင်းတယောက်ဖြစ်ပါတယ်ဒီရာထူးတိုးမြှင့်မှုတွေနဲ့ပတ်သက်လို့သက်ဆိုင်ရာဌာနတွေကအသေးစိတ်ထုတ်ပြန်လာဖို့ရှိနေပါတယ်ရှင်မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ဗဟိုကော်မတီဝင်တွေနဲ့ခေါင်းဆောင်တွေကိုဆီယနာရှင်ဆိုရကဖန်ဝရန်ထုတ်ပြီးနိုင်ငံကူးလက်မှတ်28ဆောင်ကိုပြက်ပြဲကြောင်းကြေညာခဲ့တာကို CTUM ကပြင်းထန်စွာကန့်ကွက်ရှုံချလိုက်ပါတယ်။ဆီယနာရှင်အစိုးရဟာဗဟိုကော်မတီဝင်တွေကိုရာဇသက်ကြီးပုံမှ124ကနဲ့အမှုဖွင့်ဖန်ဝရန်ထုတ်ထားသလိုနိုင်ငံတကာသွာလာခွင့်ကိုပါတားဆီးဖို့ကြိုးပမ်းနေတာပါ။ဒီလောက်ရဟာနိုင်ငံသားတွေရဲ့အခြေခံအခွင့်အရေးနဲ့လူအခွင့်အရေးကိုချိုးဖောက်တာဖြစ်ပြီးနိုင်ငံတကာအလို့သမားသမဂ္ဂတွေရဲ့ဖိအားတွေကိုတုံ့ပြန်ဖို့အတွက် CTUM ခေါင်းဆောင်တွေကိုဖိအားပေးနှိပ်ကွပ်နေတာဖြစ်တယ်လို့ CTUM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CTUM အနေနဲ့အလို့သမားအခွင့်အရေးတွေကိုဆက်လက်ကာကွယ်သွားမှာဖြစ်တယ်လို့ဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ Federal ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်လည်းဆက်လက်ကြိုးပမ်းသွားမယ်လို့အသိပေးထားပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာဥရုချောင်းရေကြီးမှုရက်ကြလာတာကြောင့်ဒေသခံတွေစားဝတ်နေရေးအခက်အခဲတွေကြုံနေကြပြီးရက်ရှည်လာရင်အမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့မိသားစုနေစဉ်ဘဝတွေထိခိုက်လာနိုင်ပါတယ်။ဇွဲတစ်သတင်းပေးပို့ထားတာပါရှင်။ကချင်ပြည်နယ်ဖားကန့်မြို့မှာမိုးအဆက်မပြတ်ရွာသွန်းတာကြောင့်ဥရုချောင်းရေမြင့်တက်လာပြီးမြို့ပေါ်ရက်ကွက်အများပြားမှာရေကြီးရေရှမ်းမှုတွေရက်ရှည်ဆက်ဖြစ်နေကဒေသခံတွေရဲ့စားဝတ်နေရေးနဲ့နေစဉ်ဘဝတွေပေါ်ထိခိုက်မှုတွေပုံမှုကြီးမားလာနေတယ်လို့သိရပါတယ်။ဇွန်လလယ်ပိုင်းကလေးကမိုးဆက်တိုက်ရွာသွန်းနေကြတာကြောင့်ငပြောတော်မြို့မအင်းမြတာရက်ကွက်နဲ့ကြောက်ဝိုင်းနီးတဝက်ကမြေနေမိုင်းဒေသတွေမှာရေဝင်ရောက်နေပြီးအင်နောက်စုအများပြားဟာဘုံကြီးကျောင်းတွေနဲ့ဘေးလွတ်ရာနေရာတွေမှာယာယီခိုလုံနေကြရပါတယ်။ရေကြီးမှုကြောင့်လမ်းပန်းဆက်သွယ်ပြတ်တောက်နေသလိုရေပေးတဲ့သူတွေကိုကုညီပို့ဆောင်မှုနဲ့စားနပ်ရိက္ခာပေးဝေဖို့အတွက်လေတွေကိုအဓိကအသုံးပြုနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီရက်ရှည်ကြာလာတဲ့ညတော့ပို့ပြီးတော့မှဒီကုညီဆောင်ရွက်ပေးနေတဲ့လူတွေအတွက်လည်းဝင်ပြီးလာမယ်။ဒုက္ခရောက်နေတဲ့လူတွေလည်းရက်ရှည်ဆိုရင်သူတို့ဒါဟောပေါ့နော်တခြားသူတို့ကိုယ်တိုင်လည်းဆောက်နေခက်ခဲလာမယ်။ပြီးရင်ဒီကျန်းမာရေးကအစပေါ့နော်။ကျန်းမာရေးလိုအပ်ချက်တွေအစရှိလာမယ်။အမျိုးသမီးတွေဆိုလည်းအမျိုးသမီးလိုအပ်ချက်တွေရှိလာမယ်ပေါ့နော်။ပြီးတော့ကလေးတကယ်လည်းဒါကျောင်းကတော့ဖွင့်ထားတယ်ဒါပေမဲ့ကျောင်းတွေပါတွေကတော်တော်ရင်ကြီးတဲ့အနေထားပါတော့ကိုခက်ခဲတဲ့အနေထားတွေဆက်ရရပါတော့ထိခိုက်မှုကတော့အများကြီးရှိတာပေါ့မိုးကတော့ဆက်ရွာနေတယ်ရေကလည်းထပ်ကျမဲ့အနေထားတော့မမြင်ရဘူးရေရှည်ဆိုတော့ဒါကတော့ခက်ခဲမှုကတော့အများကြီးပဲခက်ခဲမှာတော့ပြီးကြတယ်ပေါ့နော်လူမှုရေးတင်းဖွဲ့လည်းကိုကြီးဆောင်ရပေးနေတဲ့ဥစ္စာမှာတို့မှလည်းဖက်ကရဲ့ဒီ73စီဈေးကြီးမြင့်မှုကြောင့်မလို့တို့လည်းတွားပို့ရအခက်ခဲစီဖို့ပေါ့နော်ဒီခက်ခဲရှိနိုင်တယ်အများကြီးပေါ့နော်တက်ရောက်မှုကတော့အကုန်လုံးကိုတက်ရောက်ပါတယ်ဟုတ်ဒေသခံတွေရဲ့ပြောပြချက်အရရေကြီးမှုတစ်ခုတည်းကြောင့်မဟုတ်ပဲဖားကန့်ကာမိုင်းလမ်းပိုင်းမှာတောင်ပြိုမှုတွေဖြစ်ပွားနေတဲ့အတွက်ကုန်တင်ကားတွေဝင်ရောက်ဖို့အခက်အခဲရှိလာကကုန်စည်စီးဆင်းမှုနှောင့်နှေးနေတယ်လို့လည်းသိရပါတယ်။ရေဘေးကြောင့်ဒေသခံအများစုဟာအလုပ်ကိုင်တွေရန်နာထားပြီးဈေးဆိုင်လုပ်ငန်းတွေလည်းပုံမှန်လည်ပတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အရင်ကတော့သူကချောင်းရှင်းနေရေးဆိုမှလုပ်တယ်အခုကချောင်းရှင်းနေရေးအစီအစဉ်မရှိဘူးပြီးတော့နိုင်ငံရေးကြောင့်ပေါ့နော်အဲ့ဒါလေးတွေအစီအစဉ်ပြတ်သွားတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့အမိုက်ကမလာတဲ့အတွက်ကြောင့်မို့ဖက်ကမှရှိလို့အကုန်လုံးကဒီချောင်းတွေကိုအမိုက်ဖြစ်ကြတာအဲ့အတွက်ကြောင့်မို့အမိုက်တွေကများနေတယ်ဒီချောင်းကမစဲထားတဲ့အတွက်ကြောင့်မို့ရှင်းနေရေးမလုပ်ထားတဲ့အတွက်ကြောင့်မို့ဒီဖက်ကမြို့ထဲမှာလည်းရေဝတ်တလို့ဖြစ်သွားတာအဓိကရေစီးရေလာမကောင်းတဲ့အတွက်ကြောင့်မို့ဒီမှာရေဝတ်နေတဲ့တဘောဖြစ်တာမလို့ရဘူးပေါ့ရေကြီးနေတဲ့ခါကျတော့ရေတွေဝင်နေတဲ့ခါကျတော့ဘယ်မှသွားလို့လာလို့မရတဲ့အတွက်ကြောင့်မို့အလုပ်တွေကောင်းကောင်းမဖြစ်ကြဘူးဘယ်သူမှမဖြစ်ကြဘူးဆိုင်တိုင်းအလုပ်မဖြစ်ကြဘူးလက်ရှိမှာတော့ဖားကန့်ဒေသတွေလူမှုကူညီရေးအသင်းဖွဲ့တွေကရေပေးတဲ့ပြည်သူတွေကိုစားနပ်ရိက္ခာနဲ့တောက်သုံးရည်ပေးဝေတာဘေးလွတ်ရာကိုရွှေ့ပြောင်းပေးတာတွေဆက်လက်လုပ်ဆောင်နေပါတယ်။
ဖားကန်ဒေတာဟာနှစ်စဉ်မိုးရသည့်ရောက်တိုင်းရေကြီးရေရှမ်းမှုတွေကြုံရလေရှိပေမဲ့ဒီနှစ်မှာတော့မိုးရသမှုရရှိလာတာကြောင့်ရေကျဖို့အချိန်ယူရနိုင်ပြီးဒေသခံတွေရဲ့လူမှုစီးပွားဘဝအပေါ်ထိခိုက်မှုတွေရှိနေတယ်လို့ပြောဆိုနေကြပါတယ်ကျွန်တော်ဇွဲတစ်ပါလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်82နှစ်ပြည့်မွေးနေ့မှာနိုင်ငံအနှံ့ကပြည်သူအယောက်30ကျော်ကိုနှင်းစီပန်းပန်လို့ဒါမှမဟုတ်ပန်းအိုးထိုးလို့ဆိုပြီးစစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီပြည်သူတွေဇွန်လ26ရက်နေ့အထိပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး။ TV သတင်းပေးပို့ထားတာပါရှင်။ လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့ဇွန်လ19ရက်နေ့မှာနိုင်ငံအနှံ့ကပြည်သူအယောက်30ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ DPP ကကောက်ယူရရှိထားတဲ့အချက်အလက်တွေသိရပါတယ်။စကိုင်းတိုင်းမုံရွာမြို့မှာတော့ဖမ်းဆီးတာတွေအများဆုံးလုပ်ခဲ့ပါတယ်။ဇွန်လ18ရက်နေ့ကနေဇွန်လ20ရက်နေ့အထိနှင်းစီပန်းပန်းနဲ့နှင်းစီပန်းကိုပန်းအိုးထိုးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မုံရွာမြို့ပေါ်မှာဖမ်းဆီးမှုတွေစက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။ဇွန်လ19ရက်နေ့တနေ့တည်းမှာနှင်းစီပန်းပန်းနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့မုံရွာမြို့ပေါ်ကအသက်20ကနေအသက်30အရွယ်ဝန်းကျင်အမျိုးသမီး15ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ညနေပိုင်းမှာတော့လူငယ်အမျိုးသားအယောက်30ကျော်ကိုလည်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့သူတွေကိုတော့မုံရွာမြို့အမှတ်1ရဲစခန်းမှာထိန်းသိမ်းထားပြီးမိသားစုနဲ့တွေ့ဆုံခွင့်မပေးသေးဘူးလို့မုံရွာမြို့ကန်တွေကပြောပါတယ်။မြို့ကန်တွေရဲ့ပြောပြချက်အရတော့မုံရွာမြို့ထဲမှာဇွန်လ19ရက်နေ့တနေ့တည်းပြည်သူ35ယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ပြောကြပေမဲ့ DPP အနေနဲ့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ဈေးတွေကပေါ်တကယ်တမ်းအများအားနေတိုင်းနေဟိုလေနှင်းစီပန်းနေလေထိုးနေကြဆိုတော့အဲ့ဒါကိုမှသူကအဲ့ဒီနေ့တည်းမှာဖမ်းတာသူတို့ဟိုအဲ့အမှတ်1စခန်းထဲမှာထားထားတယ်လို့ပဲကြားတာပေါ့နော်သူချင်းပြီးတော့လေလုံးလာကြတယ်နိုင်နေတာကြီးတော့အဲ့လိုတော့တုံတန်းပြီးသူတို့အတွေ့မခံတော့အဲ့ဒီထဲမှာပဲဆိုတာပဲသိရတာပေါ့လေစီရနေကနေကဟိုပေါ်ပန်းတယ်လေမောင်းရအောင်ပေါ့ဒီလိုပြောတော့21ရက်နေ့မှာဒီလိုမြင့်စီရောင်းတာလေးလည်းပြန်ပြီးရောင်းရဲကြတာပေါ့နိုင်နဲ့သွားတာတော့မရှိဘူးပေါ့ဒီဟာမပြောထားတဲ့တနေ့ထားရောင်းရမလားပေါ့ပန်းကိုလည်းထိုးရမလားပေါ့ကရင်ပြည်နယ်လွိုင်ကော်မြို့မှာလည်းဒေါအောင်ဆန်းစုကြည်မွေးနေ့အတွက်မွေးနေ့ဆုတောင်းစာရေးသားတဲ့လူငယ်2ယောက်ကိုလည်းစစ်တပ်ကရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဆရာနာရှင်အစိုးရဘက်ကဥပဒေအရမဟုတ်ပဲပန်းပန်လို့စတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးနေရတွေဟာလူခွင့်ရေးကိုပြောင်ပြောင်တင်းတင်းလှုပ်ဆောင်နေရဖြစ်တယ်လို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကသုံးသပ်ကြပါတယ်။ဖမ်းဆီးခံရသူတွေရဲ့နောက်ဆက်တွဲအခြေအနေကိုလည်းမသိရှိရသေးတဲ့အတွက်သူတို့ရဲ့လုံခြုံရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်နေရလို့မုံရွာလူထုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင်မချောစုဆန်ကပြောပါတယ်။ဖမ်းဆီးခံရတဲ့အခြေအနေဒီမှာတကြီးတွေကိုအမျိုးသမီးတွေဖိုးဖွားတွေလည်းပါဝင်တယ်လို့လူငယ်ပိုင်းတွေလည်းပါဝင်နေပေါ့နော်မြင်းစီလှူရှာမှုနဲ့အတူနေမှာဆိုလို့ရှိရင်လူငယ်တွေကိုပို့ပြီးတော့ပေါ်တာဆွဲရမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီစစ်တပ်ရဲ့လက်အောက်မှာဒီဖမ်းမတရားဖမ်းဆီးခံထားရတဲ့လူတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဘလို့ပုံမှန်တွေနဲ့ဖမ်းဆီးတဲ့ခါမှာလည်းဝန်ထမ်းတွေလည်းမပါဘူးဘလို့ခေါ်ဆောင်သွားတယ်တချို့ဆိုလို့ရှိရင်လည်းဒီစစ်မှုထမ်းနဲ့ရောပြီးဖမ်းသွားတာမျိုးတွေရှိတဲ့အတွက်သူတို့ရဲ့နောက်ဆက်တွဲလုံခြုံရေးအခြေအနေကတော့စိုးရိမ်စရာကောင်းတယ်လို့နှင်းစီပန်းပန်းနဲ့ဆိုတဲ့ဆွဆွဲချက်နဲ့မန္တလေးမင်္ဂလာတုံနဲ့တောင်ကြီးမြို့တို့မှာအမျိုးသမီး၄ယောက်လည်းဖမ်းဆီးခံခဲ့ရပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာလူမှုကွန်ရက်မှာရေးသားမှတ်ချက်ပေးတဲ့သူတွေလည်းပါဝင်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်။အခုလိုလူသားတွေရဲ့အခြေခံရပိုင်ခွင့်ဖြစ်တဲ့လွတ်လပ်စွာရွေးချယ်ခွင့်ထုတ်ဖော်ပြောဆိုခွင့်တွေကိုစောင့်ကြည့်တာရာဇဝတ်မှုဖြစ်သတ်မှတ်ပြီးဖမ်းဆီးအရေးယူခံနေရတာဟာလူခွင့်ရေးကိုပြင်းပြင်းထန်ထန်ပိတ်ပင်တားဆီးနေရဖြစ်တယ်လို့အတန်အဖွဲ့ကအမှုဆောင်ဒါရိုက်တာဆက်ပီကပြောပါတယ်။အခုမှကျမတို့ဒီလိုမျိုး campaign တွေလှုပ်ရှားမှုတွေလုပ်တာလည်းမဟုတ်နှစ်စနစ်တိုင်းလည်းကျမတို့လုပ်ခဲ့ပြီးနှစ်စနစ်တိုင်းလည်းဒီလိုမျိုးဒီပဲကြုံတွေ့နေရတာပေါ့နော်ဆိုတော့ဒါကိုကြည့်ကြည့်အပြင်ကျမတို့ရဲ့လွတ်လပ်ခွင့်တွေလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေဘယ်လောက်ထိနေ့တူအဆုံးရှုံးနေရလဲဆိုတဲ့ဟာတွေကိုပေါ့နော်ဒါတွေကရှိနေသေးပဲပေါ့နော်မရက်တန့်သွားသေးဘူးလို့ပဲပြောရမှာပေါ့နော်အထူးသဖြင့်ဆိုလို့ရှိရင်ဒါပြည်သူတွေကိုဘာမှမပြောရအောင်မရေးရအောင်မဖော်ပြရအောင်ပေါ့နော်ကြောင်းရမှုတွေကိုဖန်တီးထားတဲ့အရာတစ်ခုပေါ့နော်လာပြီးရင်နောက်လူဖွဲ့စည်းခုလုံးကနေပြီးလွတ်လပ်တဲ့ဒီဆွေးနွေးမှုတွေလှုံ့ဆော်မှုတွေဒါလုံးဝမရှိတော့အောင်ဆိုပြီးတော့ချင်းချောင်းနေတဲ့လုပ်ရတစ်ခုပါပဲ2021ခုနှစ်ဆီယနာသိမ်းပြီးကလေးကဖမ်းဆီးခံလိုက်ရတဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တဲ့ဇွန်လ19ရက်နေ့ကိုနိုင်ငံနှံ့ကပြည်သူတွေကနှစ်စဉ်ပန်းသပိတ်ပါဝင်လူလူလှုပ်ရှားမှုတွေပြုလုပ်ပြီးကျင်းပခဲ့ကြပြီးနှစ်စဉ်လည်းပြည်သူတွေဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်ကျွန်မတီရီပါတောင်ကိုရီးယားသမ္မတကတော်ဟောင်းကင်ဂွန်ဟီကိုလက်ပေးလက်ယူမှုကျူးလွန်ကြောင်းထင်ရှားတဲ့အတွက်ဇန်နဝါရီလ28ရက်နေ့မှာသက်ဆိုင်ရာတရားရုံးကနေထောင်ဒဏ်1နှစ်နဲ့8လချမှတ်လိုက်တယ်လို့သိရပါတယ်။ဒါပေမဲ့ stock share ဈေးကွက်ကစားမှုနဲ့နိုင်ငံရေးရန်ပုံငွေဥပဒေချိုးဖောက်မှုဆွဲချက်တွေကနေတော့သူ့ကိုတရားရုံးကကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။
သမရကတော်ဟောင်းဟာခရစ်ယာန်အသင်းတော်တစ်ခုစီကနေဩဇာလွှမ်းမိုးဖို့ပေးအပ်တဲ့အမေရိကန်ဒေါ်လာ9000ခွဲကျော်တန်ဖိုးရှိတဲ့ဇိမ်ခံပစ္စည်းတွေကိုလက်ခံရယူခဲ့တယ်လို့တရားစွဲဆိုသူတွေကဆွဆွဲထားတာပါ။ကင်ဂွမ်ဟီဘတ်ကတော့သူဟာအမှားလုပ်ခဲ့တာမရှိပဲအသင်းတော်ကပေးတဲ့ပစ္စည်းတွေဟာလည်းအကျိုးအမြတ်မမျှော်လင့်တဲ့လက်ဆောင်တွေသာဖြစ်တယ်လို့သူ့ရဲ့ရှေ့နေတွေကနေတဆင့်ညှင်းဆိုထားကြောင်းနိုင်ငံတကာသတင်းမှတ်တမ်းတွေအရသိရပါတယ်ရှင်။ဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုမြို့မှာနေထိုင်တဲ့အသက်103နှစ်104နှစ်နဲ့109နှစ်အရွယ်ညီမ3ယောက်စီကနေအသက်ရှည်ရှည်နေထိုင်နိုင်မဲ့နည်းလမ်းတွေကိုလေ့လာသွားမယ်လို့ဆော်ပိုလိုတက္ကသိုလ်ကသိပ္ပံပညာရှင်တွေကပြောပါတယ်။ဒီညီမ3ယောက်ဟာလက်ရှိမှာသက်ရှိထင်ရှားအသက်အရှည်ဆုံးညီမတွေအဖြစ်ကင်းနဲ့မှတ်တမ်းဝင်ထားတာပါ။အိုမင်းရော်ချင်းရဲ့နောက်ွယ်ကဇီဝဖြစ်စဉ်တွေကိုလေ့လာဖို့အတွက်သိပ္ပံပညာရှင်မာယာနာဇတ်ဦးဆောင်တဲ့အဖွဲ့ကသူတို့ရဲ့အစားအသောက်နေထိုင်မှုပုံစံတွေမျိုးရိုးဗီဇ DNA တွေကိုစစ်ဆေးသွားမှာဖြစ်ပါတယ်။ဒီလေ့လာမှုကနေတဆင့်လူတွေရဲ့နှလုံးကျန်းမာရေးကြွက်သားတန်ဆွမ်းမှုနဲ့အသက်ကြီးလာချိန်မှတ်ဉာဏ်ကောင်းမွန်မှုတွေအပေါ်မျိုးရိုးဗီဇကဘလို့အကာအကွယ်ပေးနေသလဲဆိုတာကိုပုံမနားလည်လာနိုင်ဖို့မျှော်လင့်ထားတယ်လို့သိပ္ပံပညာရှင်တွေကပြောပါတယ်ရှင်။ဟူစတန်မြို့မှာကစားခဲ့တဲ့2026ကမ္ဘာဖလားအုပ်စု H နောက်ဆုံးပွဲစဉ်မှာ Saudi Arabia အသင်းနဲ့ဂိုးမရှိတရေကျပြီးတဲ့နောက် Cape Verde အသင်းကအုပ်စုတက်သွားပြီဖြစ်ပါတယ်။လူ9သိန်းမဲ့ရှိတဲ့ကျွန်းနိုင်ငံလေး Cape Verde ဟာကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်တာဖြစ်ပေမဲ့အုပ်စုတွင်းကစပိန်နဲ့ဥရုဂွေးလိုအသင်းကြီးတွေကိုလည်းတရေကစားနိုင်ခဲ့ပါတယ်။ဒီတရေရလက်တွေနဲ့အတူခေဘာဒီအသင်းဟာထိပ်ဆုံးကစပိန်အသင်းရဲ့နောက်အုပ်စုဒုတိယနေရာနဲ့ရှုံးထွက်32သိန်းအဆင့်ကိုအောင်မြင်စွာတက်ရောက်သွားနိုင်ခဲ့တာပါရှုံးထွက်အဆင့်မှာတော့ခေဘာဒီအသင်းဟာအာဂျင်တီးနားအသင်းနဲ့လာမယ့်ဇူလိုင်လ3ရက်နေ့တောက်ကြနေ့ညမှာမိုင်အမီမြို့မှာဆက်လက်ရှင်ပြိုင်သွားရမယ်လို့ပွဲစဉ်မှတ်တမ်းတွေအရသိရပါတယ်ရှင်ကွာဒါလာဂျာရာမြို့မှာရှင်ပြိုင်ခဲ့တဲ့2026ကမ္ဘာဖလားအုပ်စု H ပွဲစဉ်မှာဥရုဂွေအသင်းကစပိန်အသင်းကိုတကူကူမရှိနဲ့အရေးနှိမ်ခဲ့ပြီးတဲ့နောက်ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးဖြစ်ပါတယ်။ပွဲချိန်ပထမပိုင်းအကုန်နီးပါးမှာစပိန်ကစားသမားအလက်စပီနာသွင်းယူခဲ့တဲ့ဂိုးဟာအဆုံးအဖြတ်ဖြစ်ခဲ့တာပါ။ဥရုဂွေဂိုးသမားဖာနန်ဒိုမိုစလာရဲ့အမှားကြောင့်ဂိုးပေးခံခဲ့ရတာလည်းဖြစ်ပြီးဒုတိယပိုင်းမှာဂိုးသမားကိုပါလူစားလဲခဲ့ရပါတယ်။ပွဲပြီးနာကျင်အချိန်ပုံမှာလဲဥရုဂွေကစားသမားအဂက်စတင်ကာနိုဘီယိုအနီကပ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ဒီနိုင်ပွဲနဲ့အတူစပိန်အသင်းဟာအုပ်စုပထမနေရာနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပြီးဥရုဂွေအသင်းကတော့အုပ်စုအဆင့်နဲ့ပဲကြီးနှက်ခဲ့ရပါတယ်။ရှုံးထွက်32သိန်းအဆင့်မှာတော့စပိန်အသင်းဟာဇူလိုင်လ2ရက်နေ့လော့စ်အန်ဂျလိစ်မြို့မှာကျင်းပမဲ့ပွဲစဉ်မှာအော်စတြီးယားအသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်ရှင်။